ကဲဒီနေ့တော့ထမင်းငင်စင်မဲ့နန်းဖက်ချင်နဲ့အသားတို့ကိုဆက်လေးနဲ့စီပြန်ဟင်းလေးချက်ကြရအောင်လောရတာလဲလွယ်သလိုစားလို့လေတကယ်ကောင်းတဲ့ဟင်းတစ်ခွက်ပါလိုအပ်တဲ့ပစ္စည်းလေးတွေကတော့အသားတို့နန်းဖက်ချင်ချက်သွန်နီချက်သွန်ဖြူနနွဲမောင်ငရုတ်သီးအယောင်တင်မောင်ငရုတ်သီးအကျဲမောင်စားဟင်းခတ်မုတ်တို့ပဲဆိုပါအရင်ဆုံးနန်းဖက်ချင်တွေကိုရေနဲ့ဖြော်ထားပေးပါပြီးရင်တော့အိုးရက်စီထက်စီပူလာရင်လှီးထားတဲ့ကြက်သွန်နီကြက်သွန်ဖြူနဲ့နနွေးမုံလေးထည့်ပြီးမှုေးနေအောင်စီးတက်ပေးပါကြက်သွန်တွေနွမ်းပြီးအနက်မွေးလာပြီဆိုရင်ရေနဲ့ဖြော်ထားတဲ့နန်းဖက်ချင်ရေလေးကိုလောင်းထည့်လိုက်ပါပြီးရင်တော့အိုးထဲကိုရေအနှဲငယ်ထစ်ပြီးရင်စားဟင်းခတ်မုံနဲ့ငရုတ်သီးအကြမ်းမုတ်ကိုဆက်လေးထီအောင်ခတ်မြများလေးထည့်ပေးပါအားလုံးတမအောင်မွေပြီးခဏလောက်အထုံးအုပ်ထားလိုက်မယ်နော်ဟင်းရည်လေးပေါ့ဆူလာပြီဆိုရင်တော့အစင်သိမ့်ပြင်ထားတဲ့အသားတို့လေးတွေကိုထည့်လိုက်ပါတော့အသားတို့တော့အရသာစိတ်ဝင်အောင်တေချာလေးမှုေပေးရပါမယ်နော်အသားတို့လေးတွေနူးပြီးဟင်းရည်လေးခန်းကစီလေးပလန်တက်လာတဲ့အထိအဖုံးအုပ်ပြီးခဏဆောင်ပေးပါစီပလန်လာပြီးအနံ့လေးမှုေးလာပြီဆိုရင်တော့အရသာရှိလာတဲ့နှမ်းဖက်ချင်းအသားတို့ဟင်းလေးရပါပြီအားလုံးပဲချက်စားကြည့်ပါဦးနော်